အားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့ကျွန်တော်ပြမယ့်သင်ခန်းစာကတော့ကျွန်တော်တို့ Illustrator နဲ့ကျွန်တော် design ဆွဲနည်းလေးဖြစ်ပါတယ်အဲ့တော့ design ဆွဲနည်းကိုတော့ကျွန်တော်တို့တွေလိုအပ်တဲ့နေရာမှာကျွန်တော်တို့သုံးလို့ရတာပေါ့အဲ့တော့ကျွန်တော်လက်ကြည့်ရအောင်အရင်ဆုံးကျွန်တော်တို့သုံးနေတဲ့ Illustrator ကိုဖွင့်လိုက်ပါကျွန်တော်အခုလောဆယ် Illustrator ကျွန်တော်တို့တွေ2015 cc ကိုကျွန်တော်သုံးထားပါတယ်အဲ့တော့ကျွန်တော်တို့အရင်ဆုံး design ဆွဲဖို့အတွက်စာရွက်တစ်ရုပ်ယူရမှာဖြစ်ပါတယ်အဲ့တော့ file မှာတစ်ဆင့် new ကိုတွားပါnew ရောက်ဆိုတာနဲ့ကျွန်တော်တို့တွေဒီလိုချင်တဲ့ site ကိုပေါ့ဒါမိမိတို့လိုချင်တဲ့ site ကိုတော့မိမိတို့ရွေးချယ်ရမှာဖြစ်ပါတယ်အဲ့တော့ပေါ်လာပြီဆိုရင်တော့အပေါ်ဆုံးမှာတော့ကိုကြိုက်တဲ့နာမည်ကိုပေးလို့ရပါတယ်အခုလောဆယ်ကျွန်တော်ကတော့ဒီပုံမှန်အတိုင်းကိုပဲကျွန်တော်တို့တွေလုပ်ထားတယ်ပြီးသွားလို့ရှိရင်တော့ CNYK ဆိုတဲ့နေရာမှာ RGB ပြောင်းပေးပါပြီးလို့ရှိရင် OK လို့ကျွန်တော်တို့ဖြည့်မယ်ဟုတ်ပြီကျွန်တော်တို့ရလာပြီဆိုရင်ကိုဆွဲမဲ့ design ကတော့ကျွန်တော်တို့ရဲ့ဒီအဝိုင်းတို့ erect တို့ကိုကျွန်တော်တို့အသုံးပြုသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အဝိုင်းတို့ရွေးချယ်ပြီးလို့ရှိရင်တော့မိမိတို့ဒီ stock မှာဆိုလို့ရှိရင် stock ကိုကျွန်တော်မထားပဲstock ကိုကျွန်တော်တို့လိုချင်တဲ့အရာရွေးချယ် stock မှာကျွန်တော်တို့မယူဘဲနဲ့ကျွန်တော်တို့အယောင်မှာတော့ကျွန်တော်တို့လိုချင်တဲ့အရာကိုကျွန်တော်တို့ရွေးချယ်ထားမှာဖြစ်ပါတယ်အဲ့တော့အခုလောဆယ်ကျွန်တော်အကုန်လုံးအနီရောင်ကြည့်ပဲကျွန်တော်လှုပ်ဆောင်သွားမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့အဝိုင်းတို့စဆွဲတော့မယ်ဆိုရင်အဝိုင်းကိုကျွန်တော်တို့ site မပြတ်အောင်ဆိုလို့ရှိရင်ကျွန်တော်တို့ shift key လေးတွဲပြီးတော့နှိပ်ရပါတယ်အဝိုင်းကိုဒါလိုက်သွားခြင်းတယ်ဆိုလို့ရှိရင်ရှေ့ order ရေကိုဖိပြီးတော့နှိပ်ပြီးတော့ဆွဲရပါတယ်ဟုတ်ပြီကျွန်တော်တို့လိုချင်တဲ့ပမာဏရပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေ selection tool ကိုကျွန်တော်ရွေးချယ်ပေးမှာဖြစ်ပါတယ် selection tool ရွေးချယ်ပြီးသွားလို့ရှိရင်ဒီအဝိုင်း tool ကိုကျွန်တော်တို့ copy layer ပွားမယ်ဆိုတဲ့အတွက် selection ရေးပေးပါပြီးလို့ရှိရင် copy လုပ်ရပါမယ် edit မှာတစ်ဆင့်ကျွန်တော် copy ဆိုတာနှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ page ပြန်ထည့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကျွန်တော်တို့ page in file ဆိုတဲ့ဥစ္စာကိုကျွန်တော်နှိပ်ပေးမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်ကဥစ္စာကိုကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ရှေ့ရဲ့ order key ရဲ့နှိပ်ပြီးတော့ down တနေရာနဲ့ကျွန်တော်တို့လိုချင်တော့ကျွန်တော်ပေးလိုက်မှာဖြစ်ပါတယ်နော်ပေးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဥစ္စာကိုကျွန်တော်တို့အရောင်ကိုကျွန်တော်တို့အစိမ်းရောင်လေးအမဲရောင်ခဏပြောင်းထားပါမယ်အားမဟုတ်လည်းကိုကြိုက်တဲ့အရောင်ကိုပြောင်းထားလို့ရပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြင်သာထင်သာရှိအောင်လို့ပါတော့ဟုတ်ပြီကျွန်တော်တို့ selection တို့ကိုပြန်ရွေးချယ်ပြီးတော့သူတို့ဒီနှစ်ခုကိုကျွန်တော်တို့ selection ပေးရမှာဖြစ်ပါတယ် selection ပေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီဥစ္စာလေးမပေါ်ဘူးဆိုရင် window ကနေတစ်ဆင့်ကျွန်တော်သွားလို့ရပါတယ် window ကနေတစ်ဆင့်ကျွန်တော်နှိပ်လိုက်တဲ့နေရာကိုတစ်ချက်နှိပ်ပေးလိုက်ရင်ဖြင့်ကျွန်တော်တို့ဒီဘောက်ကပေါ်လာမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီဥစ္စာကိုကျွန်တော်နှိပ်လိုက်တဲ့ပထမဦးဆုံးဥစ္စာကိုကျွန်တော်နှိပ်ပေးရမှာဖြစ်ပါတယ် sorry အဲ့တော့ဒုတိယဥစ္စာကိုကျွန်တော်တို့နှိပ်ကြည့်အောင်အဲ့တော့ဒီလိုမျိုးပုံစံဖြစ်သွားမှာပါဒါဆိုလို့ရှိရင်ဒီလိုမျိုးပုံစံဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အဝိုင်းတစ်ခုရပါပြီဒါဆိုရင်ဒီအဝိုင်းကိုကျွန်တော်တို့အဝိုင်းဘယ်နှခုပွားမလဲဆိုရင်5ခုပွားမယ်ဆိုတဲ့အတွက် order key ကိုဖိပြီးတော့ကျွန်တော်တို့ချက်ချင်းဆွဲသွားပါမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်နှခုရပြီလဲဆိုလို့ရှိရင်ကျွန်တော်တို့3ခုရပြီ3ခုရပြီဆိုနောက်ထပ်2ခုပွားမယ်အတွက်နောက်ထပ်2ခုကို selection ပေးမယ်အဲ့တော့ selection ပထမတစ်ချက်ပေးမယ်နောက်တစ်ချက်ကိုပေးဖို့အတွက် shift key ကိုနှိပ်ပြီးတော့ကျွန်တော်ပေးလို့ရပါတယ်ပြီးသွားလို့ရှိရင်ဒီ2ခုကိုကျွန်တော် order key လေးဖိပြီးတော့ကျွန်တော်တို့အောက်ကိုဆွဲချပေးလိုက်ပါပြီးကျွန်တော်ထားခြင်းတဲ့နေရာကိုကျွန်တော်ထားမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဘယ်နှခုရပါလဲ5ခုရပါပြီအဲ့တော့5ခုကိုကျွန်တော်တို့ဘယ်လိုပုံစံမျိုးအနေထားမလဲဆိုတော့ကျွန်တော်ထားခြင်းတဲ့ပုံစံကိုထားလို့ရပါတယ်အဲ့တော့အယောင်လေးတွေကျွန်တော်တို့လောက်အောင်အဲ့တော့ပထမဦးဆုံးအလုံးကိုကျွန်တော်တို့အယောင်ချဲတာဖို့အတွက်ကျွန်တော်တို့ချက်နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ဒီအောက်မှာရှိနေတဲ့အယောင်ချဲတာဖို့အတွက်ဒီဥစ္စာကျွန်တော်နှိပ်လိုက်တဲ့နေရာတိုးလေးကိုကျွန်တော်ချက်နှိပ်ပေးမယ်နှိပ်ပြီးလို့ရှိရင်အယောင်ကိုကျွန်တော်တို့ရွေးချယ်မယ်โอเคအဲ့တော့ selection တို့ကိုပဲနှိပ်မယ်ပြီးနောက်ထပ် selection ပေးမယ်ပေးပြီးလို့ရှိရင်နောက်ထပ်အယောင်ကျွန်တော်အမဲရောင်ကိုကျွန်တော်တို့ရွေးချယ်ပေးမယ်
ပြီးရင်ကျွန်တော်တို့တွေအဝါရောင်အဲ့တော့အရောင်တွေကတော့ကိုကြိုက်တဲ့အရောင်ကိုရွေးချယ်လို့ရပါတယ်အဲ့တော့9ရောင်လို့ရပြီဆိုလို့ချင်းကျွန်တော်တို့တွေကဘယ်လိုမျိုးပုံစံထားမှာလဲเนาะအဲ့တော့ဒီမှာဆိုလို့ကျွန်တော်တို့ဂွင်းဆက်ပုံစံရောက်လုပ်ဖို့အတွက်နည်းနည်းအဓိကအချက်ဖြစ်လာပါတယ်အဲ့တော့ဂွင်းဆက်ပုံစံဖြစ်ဖို့အတွက်ကိုကျွန်တော်တို့အားလုံးကို selection ပေးမယ်ပြီးခုနကကျွန်တော်တို့ဒီပေါက်ထဲမှာပဲရှိနေတဲ့အောက်ဆုံးမှာရှိနေတဲ့အစွန်ဘက်ကအောက်စာကိုကျွန်တော်နှိပ်လိုက်တဲ့နေရာကိုချက်နှိပ်ပြလိုက်ပါဒါဆိုရင်ဒီလိုမျိုးပုံစံဖြစ်သွားမှာဖြစ်တယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့တွေအားလုံးကို selection ပြန်ပေးမယ် selection ပေးထားတဲ့ပေါက်ထဲမှာပဲ mouse ရဲ့ right click နှိပ်မယ် angle ဆိုတဲ့ဥစ္စာကိုကျွန်တော်တစ်ချက်နှိပ်ပေးမယ်ဒါဆိုရင် angle နှိပ်လိုက်ပြီဆိုတာကျွန်တော်တို့တွေကပုံစံလေးတွေကတစ်ချက်ချင်းစီကွာတာကိုတွေ့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုပုံစံမျိုးထားမလဲဆိုတော့ဥစ္စာကိုကြည့်မဲ့အခါကျတော့ကျွန်တော်တို့ဒီဂလူလေးတွေတစ်တစ်လေးတွေကိုကျွန်တော်တို့ထားခြင်းတဲ့ပုံစံကို selection ပေးမယ်ပေးပြီးလို့ရှိရင်ခုနကကျွန်တော်တို့ရဲ့ဒီဆေးစုပ်တံပုံစံလေးဥစ္စာကိုကျွန်တော်နှိပ်မယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်လိုချင်တဲ့အရောင်ပေါ်ကျွန်တော်ထောက်လိုက်မယ်ဒါဆိုလို့ရှိရင်တစ်ခုပြီးသွားပါပြီเนาะဒါဆိုတစ်ခုကအနီရဲ့အောက်ကိုရောက်သွားတော့ဖြစ်ပါမယ်အဲ့တော့ဒီဘက်မှာဆိုလို့ရှိရင်အဝါရဲ့အောက်ရောက်ချင်တဲ့အတွက် selection ပေးမယ်ပေးပြီးလို့ရှိရင်ခုနလိုပဲပုံစံတိုင်းပဲလုပ်သွားမယ်ဟုတ်ပြီဒီမှာဆိုလဲအပြာရောင်အောက်ရောက်ချင်တယ်ဆိုလို့ရှိရင်ခုနလိုပဲပုံစံတိုင်းပဲကျွန်တော်လုပ်သွားမယ်ဒါပေမဲ့ဒီပုံစံလောက်တာတော့ဘယ်လောက်မှမခက်ပါဘူးအဲ့တော့ကျွန်တော်တို့တွေလိုချင်တဲ့ပုံစံလုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ zoom နဲ့ကျွန်တော်တို့ဆွဲကြည့်အောင် zoom နဲ့ဆွဲကြည့်တဲ့အခါမှာဒီမှာကျွန်တော်တို့အရာတွေကြံနေတာကျွန်တော်တို့တွေ့နေရပါတယ်เนาะအားအရာတွေကျွန်တော်တို့မကြံဖို့အတွက်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်တို့အားလုံးကို selection ပေးရမှာဖြစ်ပါတယ်အားလုံး selection ပေးပြီးလို့ရှိရင်အားလုံး selection ပေးလိုက်ပါပေးပြီးလို့ရှိရင်ခုနကကျွန်တော်ပေါက်ထဲမှာပဲရှိနေတဲ့တတိယမြောက်ဥစ္စာကိုကျွန်တော်တို့အဖြူကွက်လေးနဲ့မာကာဆိုတဲ့ဥစ္စာကိုကျွန်တော်နှိပ်ပြလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ပုံစံဒီလိုမျိုးပုံစံဖြစ်သွားမှာဖြစ်တယ်အဲ့တော့ zoom နဲ့ပြန်ပြီးတော့ဆွဲကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ခုနဖြစ်နေတဲ့အရာတွေကမရှိတော့ပါဘူးအဲ့တော့အားလုံးတွေပြီးသွားပြီဆိုမှကျွန်တော်တို့ရစတုပ်ထားခြင်းတယ်ဆိုလို့ရှိရင်တော့သူတို့ကိုကျွန်တော်တို့စတုပ်အနေနဲ့ကျွန်တော်ထားမှာဖြစ်မှာအဲ့တော့စတုပ်ကိုကျွန်တော်တို့အယောင်မပေးထားပါဘူးကျွန်တော်တို့အယောင်ပေးခြင်းတယ်ဆိုရင်တော့ကိုထားခြင်းတဲ့အယောင်ကိုရွေးချယ်ပေးလို့ရတယ်စတုပ်မှာကျွန်တော်တို့ဘယ်လောက်ထားခြင်းလဲနောက်ကိုထားခြင်းတော့ကျွန်တော်တို့ထားလို့ရပါအခုလို့ဆိုကျွန်တော်အဖြူရောင်ပဲကျွန်တော်ထားထားမယ်ဒါဆိုလို့ရှိရင်တော့ဒီပုံစံကတော့ကျွန်တော်တို့အားလုံးပဲဒီပုံစံလေးကိုလောက်တက်လိုက်မယ်လို့တော့ကျွန်တော်ညွှန်နေတယ်ပုံစံစိတ်ချင်တယ်ဆိုလို့ရှိရင်တော့ file ရတဲ့စင်express browser ကိုကျွန်တော်တို့နှိပ်ပေးမယ်နှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာနာမည်ပေးမယ်ကိုကြိုက်တဲ့နာမည်ပေးပြီးသွားပြီဆိုလို့ရှိရင်တော့ကိုစိတ်မနေအောင်ရွေးချယ်ပေးမယ်ကျွန်တော် desktop မှာပြီးလို့ရှိရင်အောက်မှာကျွန်တော်တို့စိတ်ချင်တဲ့ဥစ္စာ PNG နဲ့ကျွန်တော်စိတ်မဲ့အတွက် PNG ကိုကျွန်တော်ရွေးချယ်ပေးတယ်ပြီးရင် express ဆိုတာဥစ္စာကိုကျွန်တော်ရွေးချယ်ပေးပြီးတော့ဒီလိုပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာတော့ height မှာတော့ကျွန်တော်300ပုံမှန်ထားပေးမယ်ကျန်တဲ့ဥစ္စာကိုလုပ်ပေးစရာမလိုပါဘူးပြီးရင် okayဟုတ်ပြီဒါဆိုရင်ကျွန်တော်လုပ်ပြီးသားပုံလေးကိုကျွန်တော်ရလာမှာဖြစ်ပါတယ်အားလုံးပဲနားလည်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်